ဒီပဲဟာလေဟုတ်ကဲ့ Okay Hello ပဲဒီနေ့ကျွန်တော်ဒေါက်တာ S ကြော်ညာလေးပါကျွန်တော်မျက်နှာနဲ့ပတ်သက်တဲ့ဥစ္စာလေးကြော်ညာရိုက်တာဖြစ်ပါတယ်ခင်ဗျာဆက်ကြည့်ပြီးတော့Hello ပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ logo ထဲမှာရှိတဲ့ဒေါက်တာ S ကြော်ညာလေးကိုကျွန်တော်စာရိုက်နေပါ不了就来了，刚才没讲，没在那部分设计的。 ရိုက်ပြီးရလို့ဖြစ်နေတယ်မင်းတို့ရေ အဓိကကတော့သူတို့ရဲ့အားသက်တယ်ဆို 你不演嘛？ အဲ့မှာတက်ဟုတ်ဟုတ်ကဲ့ Okay let's get me right now တစင်ပြောင်း 全脸都蛮到在那个。 ဟာစင်ဒီဒီ ဘလို့ရသူ့ပုံ ကိုပိုင်ဘလော့လေးက အေးဘယ်လိုခံစားရလဲစကားများလို့ကြောက်ပါဒီစကားပြောဆိုနေဘယ်လိုဖြစ်လို့လိုက်ပြီးသူစကားပြောလို့မရဘူးလားစကားအရင်များလို့ကြောက်ပါဒီကန်ပြီးတာအဲ့ဒါဟာမူရတယ်ပဲပြောအဆင်ပြေလားလက်မပဲတောင်းလို့ရမှာပဲရပြီကဲ 没压力，我不压力。 အဲ့မျက်နှာပြောဟုတ်တယ်ဖြူဟိုဟာလေးဖြစ်ပါတနာလေးနဲ့ဆိုလေးပြော ငါပြောတယ်ညနေနေရပါဆိုစီလို့ဟုတ်တယ်တဲ့ ပြောလိုက်ပြီလား တဲ့ဟုတ်ပဲ နေနေရလို့ ငါကရှိမှပြောမင်းညနေစားလေးတွေ့ဝင်တော့လား